ပဲခူးနေချင်းမြန်ခရီးစဉ်မှာဘယ်လိုနေရာတွေရောက်ခဲ့လဲဆိုတော့ဖေဖေနဲ့လိုက်ကြည့်ပေးအောင်နော်ဟယ်လိုဖေဖေပါဖေဖေတို့ရန်ကုန်ဘူတာကြီးကနေဒီရမျိုးဂျပန်ရထားနဲ့မနက်9နာရီလောက်ထွက်ပြီးတော့မနက်10နာရီလောက်မှာတော့ပဲခူးရောက်ပါတယ်ပဲခူးရောက်တော့မနက်စာကိုမင်းကြီးကြိုက်ဆိုင်မှာဝင်စားခဲ့ပါတယ်ဒီစန်းနေရတော့တပေါင်းကို2500ပါမနက်စာစားပြီးတဲ့ခါမှာတော့ဖေဖေတို့ပထမဆုံးသွားခဲ့တာကတော့ဟင်းသာကုန်းဖေးရပါဟင်းသာကုန်းဖေးရမှာငကနာပေးပွဲလုပ်ကြပါတယ်လေကားတစ်လျှောက်တက်ပြီးတော့ဘဲဘက်အချမ်းမှာတော့အမေငကနိုင်မယ်တော့နန်းနန်းရှိပါတယ်အဲ့ဒီနန်းနန်းရဲ့အတွင်းထဲမှာငကနာပွဲပေးကြတာပါဖေဖေတို့သွားတဲ့အချိန်နဲ့ကြုံလုံးဝင်ကြည့်ခဲ့ပါသေးတယ်ဟန်သာဝတီပဲခူးအစဟင်းသာကုန်းကအဆိုအတိုင်းပဲခူးမြို့ဖြစ်ပေါ်လာရခြင်းတမိုင်းကြောင်းကိုဟင်းသာကုန်းဖေးရမှာရုပ်ပြဆေးရေးပကြီးလေးတွေနဲ့ပြသထားပါတယ်မြတ်စွာဘုရားဒေသစာတွေကြွတော်မူစဉ်မှာရေပြင်လေးကကုန်းပေါ်မှာဟင်းသာနှစ်ကောင်နားနေတာအောင်မြင်ခဲ့ပါတယ်တစ်ချိန်ကျရင်အဲ့ဒီကုန်းလေးကဟန်သာဝတီနေပြည်တော်ကြီးဖြစ်လာမယ်လို့ပြတိတ်ပေးခဲ့တာပါဟင်းသာကုန်းဖေးရကအပြန်မှာတော့ပဲခူးမြို့ရဲ့အထင်ကြီးရဖေးရဖြစ်တဲ့ရွှေမော်တော်ဖေးရကိုသွားခဲ့ပါတယ်ဖေဖေတို့သွားတဲ့အချိန်မှာမိုးရွာနေလို့လာတော့မသိဘူးဖေးရမှာတော့လူသိမ့်မရှိပါဘူးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့စေတီတော်တွေထဲမှာပဲခူးရွှေမော်တော်စေတီတော်ကညံတော်အမြင့်ဆုံးပဲဖြစ်ပါတယ်ဖះကြီးမှာပန်းကပ်ဖះရှိကိုဖះဖူးပြီးတဲ့အခါမှာတော့ဖေဖေတို့ရွှေမော်တော်ဖះကြီးကနေပြန်ထွက်ခဲ့ပါတယ်ရွှေမော်တော်စီတီတော်ဖူးပြီးတဲ့နောက်မှာတော့ပဲခူးအိမ်အပြန်လက်ဆောင်ဝယ်ဖို့အတွက်ရွှေကူလေးစီတီတော်သွားခဲ့ပါတယ်ဖះကြီးဘော်တော့မတက်ဖြစ်လိုက်ပါဘူးရွှေကူလေးဖះမှာရောင်းတဲ့ငချင်ကပိုကောင်းတယ်လို့တော့ပြောကြပါတယ်ဖေဖေကတော့တေချာနားမလဲပါဘူးအမြင့်ကျွေးထားတဲ့ငချင်စားကြည့်ရတော့စားလို့ကောင်းပါတယ်ရွှေကူလေးစီတီတော်ကနေငချင်နေမြည်ငချင်နေဝယ်ပြီးတဲ့အခါမှာတော့ပြီးတော့ရွှေသားလျောင်းဖះဘက်ကိုဆက်သွားပါတယ်တဝယ်မြို့မှာရှိတဲ့လျောင်းတော်မူဖះကြီးပြီးရင်ပဲခူးရွှေသားလျောင်းဖះကြီးကဒုတိယအကြီးဆုံးလျောင်းတော်မူဖះပဲဖြစ်ပါတယ်နေ့လယ်စာတော့ရွှေသားလျောင်းမှာပဲအိမ်ရချက်လာတဲ့ထမင်းဟင်းတွေဖွင့်စားလိုက်ပါတယ်ဖေဖေတို့သွားတဲ့အချိန်မှာဝမ်ယောဂါတွေဖြစ်နေလို့အပြင်းစားမစားဖြစ်ပါဘူးဒါပေမဲ့ငချင်တွေကတော့တစ်ပြက်နဲ့ပြက်မြည်ကြပါတယ်ရွှေသားလျောင်းဖះကြီးဖူးပြီးတဲ့အခါမှာတော့ဖေဖေတို့ရဲ့ပဲခူးတစ်နေ့တာခရီးစဉ်လေးကိုဘီယာဆိုင်မှာဆုံးသက်လိုက်ပါတယ်မိုးတွေအရန်ရွာနေတော့တခြားနေရာကိုသွားဖို့လည်းအဆင်မပြေတော့လို့ဘီယာဆိုင်မှာပဲဘီယာတောက်ကြပြီးတော့ရီဝဝင်းနဲ့ပဲရန်ကုန်ကိုပြန်လာခဲ့ပါတယ်